အမတို့ရဲ့ရွာဖျားပွဲကိုလိုက်သွားဖြစ်ခဲ့တာလေးကိုပြန်လဲဝင်မြချင်ပါတယ်ရွာရောက်ပြီဆိုတော့ဘာချက်စားမလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦးတန်တန်ပင်လဲစားချက်စားမှာဖြစ်ပါတယ်ဒါကတော့ဦးလေးတွေကရေပွဲကင်နေရပါတော့ဒီဦးလေးနှစ်ယောက်ပဲအကုန်လုံးအပီးစီးလောက်သွားတာပေါ့နော်ကင်တာလေးအကုန်လုံးလောက်သွားတာကနန်းတွေရောကင်းမုံတွေရောပစုံတွေရောဒီရေပွဲတွေရောပေါ့နော်ညီမတို့ကတော့ကျွတ်ကျွတ်ဖြူချင်းခရမ်းညင်ဒီအဲ့လိုချိတ်ပေးတယ်ပေါ့နော်အဲ့ဘိုက်ပူပူနဲ့ဦးလေးရကြောခင်နိုင်နဲ့တူလဲဆိုတဲ့ဦးလေးပါသူကအဲ့အမြဲတမ်းဒီပင်လယ်စာကိုချက်နေကြဆိုအရင်ကျွမ်းနေသူကဆရာကြီးကိုဖြစ်နေပြီလေအရင်လည်းစားကောင်းတယ်ဒါကမိသားစုအဖွဲလိုက်ပေါ့နော်မိသားစုတရားမှဒီလိုမပါဘူးမိသားစုဖွဲလိုက်လာပြီးချက်ပြကြတာဦးလေးအမြင်မှာခင်လာကြီးလာဒီကိုမေးတာဟိုမမန်နာခင်လာကြီးလာတဲ့ယူခဲ့တော့လာကကြီးနဲ့ယူခဲ့လိုက်တော့ရွှေရဘာလုံးနေတော့တို့ချက်တာဟိုဟာလုံးနေလာမိကြရပေါ့နော်ရောင်းတာလားရောင်းတာလားရောင်းတာမဟုတ်ပါဘူးအင်းစားဖို့အတွက်ချက်တာပါရောင်းမဟုတ်ဘူးလို့ရင်းတစ်ခါတော့ရောင်းတာလားရောင်းတာလားတဲ့အများကြီးပဲမလို့တဲ့ဟောလာတက်လို့ရတယ်ဘုန်းကြီးကိုလည်းနေစားလေးလူချင်းတာဆိုရင်အေးကြော်နေကိုကမိုးချောတယ်ဆိုတော့လေးကိုချောအေးပိတ်တကဆုံးချက်လိုက်မယ်ချောရဆိုတော့ तू သွားရနားချိန်တော့တော်လေးအမလေးအဖားလေးကစားတန်းတန်းနဲ့လုပ်ပေးကြတာပေါ့နော်အရင်ချစ်စရာကောင်းပါလေဦးလေးတွေအတော်တွေအမတွေကိုပုံမှန်လေးနဲ့ပြောလို့ရတယ်ပေါ့နော်ဘာမှအကန့်အသတ်မရှိဘူးဆိုတော့ပြောလို့ရတယ်ရှိတာကျိုးသူချောရတယ်ပြောတော့မယ်အောက်ကိုဆင်းလာပြီပြောကုန်တော့ဒါဦးလေးပါအောက်ကိုဆင်းလာပြီချောတယ်ပြောလို့စိတ်နေတာမမေးပေအောင်တမန်အောင်မဲလေးနဲ့တွေ့ဟုတ်တယ်ပြန်လို့ပြတော့မဲလေးနဲ့ငမဲနဲ့ဘယ်မှာလဲရှိမှာမဲကတမဲရှိတာဟမ်သူ့အမြင်လုံးပြီးတော့မယ်ခေါင်းတွေကိုကိုက်ပဲဟုတ်တယ်ခုမမူးတော့မမူးတော့ရဖျားဦးလိုက်တော့တလားလုံးအိတ်တယ်ကောကပဲရောက်ပြန်ငိုင်းလို့ဟုတ်လားငိုင်းတယ်ငါတက်တော့ဆွနိုင်နေတယ်မိသားစုတွေအကုန်လုံးကတယောက်အကြောင်းတယောက်သိကြရပေါ့နော်ဒီပြည့်နေတာကပ်ပလီကတယောက်ကဒီစကားလာတော့ဟိုကပ်ပလီကနော်ဒီစကားလာပြောတဲ့အချမ်းကိုဦးလေးတွေတော်လေးပြောပြတော့စနေကြတာပါဝေးလာကပ်ပလီဆွမ်းလာတာသူကဒီကပြောတော့ပြောနေတာပြောပါဦးစိတ်နေတော့ဒီနေ့ထိတ်နေတွေ့တာသူနဲ့ထိတ်နေတွေ့တာပြောတယ်ဒါမှမဟုတ်ကားထိတ်တာတော့အမှန်မဆိုဆိုရ